တေမိယယတိကိုတွေ့တဲ့အခါကျတော့အကုန်လုံးမနီမွေးမှာဝိုင်းပြီးတော့ထိုင်ကြတယ်အဲ့တော့တေမိယယတိကအဝတ်ပြုတဲ့အနေနဲ့သူ9 ရက်ရှိပြီယတိဘဝနဲ့နေတယ်ဒါသူဘာစားနေတယ်လဲဆိုတော့ကံပြင်းရွက်တယ်အဲ့ဒီအရွက်ကလေးတွေခူးပြီးတော့ပြုတ်ပြီးတော့စားအဲ့ဒီကံပြင်းရွက်ပြုတ်ကလေးကိုအဝတ်ကြည်ပြုံဖို့ဆိုတဲ့အတွေးနဲ့တဲခင်းဧကံတော့ဘုရင်ကြီးကအဲ့ဒီကံပြင်းရွက်ပြုတ်ကိုဘယ်စားနိုင်မလို့စီမပါစားမှာပါအဲ့ဒါနဲ့နောက်လှည့်ပြီးတော့ကြည့်ပါဦးဒါငါသားစားတဲ့အစားအစာတွေအဲ့လိုမျိုးပြပြီးတော့တခါလေသူ့ရဲ့သားရဲ့မျက်နှာတိတိကျကျကြည့်ပြီးတော့သူ့ရဲ့စိတ်ထဲမှာမေခွန်းတစ်ခုမေးလို့တဲ့ဆန္ဒဖြစ်ပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့တောကြီးထဲမှာတယောက်တည်းနေပြီးတော့ဒီလိုခက်ထန်ကြမ်းတမ်းတဲ့အစားအစာကိုစားပြီးတော့နေတဲ့ဒီမင်းသားရဲ့မျက်နှာကအလုံးမကြည်လင်တန့်ရှင်းတောက်ပနေပါလားအဲ့ဒါဘာကြောင့်အဲ့လိုဖြစ်နေရတာတော့တကယ်ဆိုတောကြီးထဲမှာမက်သေးချင်းတွေရှိတယ်သားရဲ့တိရစ္ဆာန်တွေရှိတယ်မလုံးမချုံနဲ့စိတ်မချလက်မချနေရတဲ့အနေအထားစားရတောက်ရတာလည်းအလွန်မှကြမ်းတမ်းတဲ့အစာအာဟာရဒီလိုအခြေအနေမျိုးမှာတောထဲမှာတယောက်တည်းနေပြီးတော့ကြမ်းတမ်းတဲ့အစာကိုစားပြီးတော့မျက်နှာဘာလို့ကြည်လင်တန့်ရှင်းနေရတာတော့အဲ့လိုမေးတဲ့အခါမှာဘုရားလောင်းကဟုတ်တယ်တဲ့အဲ့ဒါတောထဲမှာတယောက်တည်းနေရလို့ကိုငါမျက်နှာလေးကကြည်လင်းနေတာဘာလဲတော့တယောက်တည်းနေရလို့နော်အခုဘယ်နှယောက်နေရတော့အများကြီးပဲနော်အများကြီးဆိုတော့ဘာဖြစ်လဲဟာကိုကတယောက်တည်းစိတ်ထားနိုင်မှရမှာနော်